ရုတ်နဲ့ယူရှာကစစ်ပတ်သုံးနည်းပညာအမျိုးမျိုးကိုအသုံးပြုနေတဲ့မြန်မာစစ်တပ်ဟာ2025နောက်ပိုင်းမှာကင်းထောက်ပူဖောင်းတွေကိုအသုံးပြုလာတယ်လို့တော်လန်ဒီအဖွဲ့တချို့ကသူတို့ရရှိထားတဲ့အထောက်အထားတချို့ကိုကိုးကားပြီးပြောပါတယ်အထူးသဖြင့်စစ်ကိုင်းနဲ့မကွေးတိုင်းအထက်ကတော်လန်ဒီအင်အားပြင်းဒေတာတွေမှာကောင်းကင်ဘော်ကပူဖောင်းတွေဝဲနေတဲ့အကြောင်းတွေ့ရတယ်လို့ဆိုပါတယ်ကင်းထောက်ပူဖောင်းတွေဟာမြေပြင်ကတရင်အချက်လက်များကိုစုံစမ်းထောက်လှမ်းဖို့အတွက်အထူးဒီဇိုင်းလုပ်ထားတဲ့စက်ကိရိယာများဖြစ်ကြောင်းမြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလက်လာရေးအဖွဲ့ကဖော်ပြပါတယ်အဆိုပါပူဖောင်းတွေဟာအမြင့်ပေ1000ကျော်အထိဝဲပြန့်နိုင်ပြီးတိုက်ခိုက်ဖြတ်စည်းဖို့ခက်ခဲတယ်လို့ပြောပါတယ်ကင်းထောက်ပူဖောင်းမှာပါဝင်တဲ့အရာတွေကဟီလီယမ်ဒါမှမဟုတ်ဟိုက်ဒရိုဂျင်တန်းငွေထင်ဖိထားသောလီအိတ်အရေးကြီးသောစက်ပစ္စည်းများတဲဆောင်နိုင်သောပေးလုကွန်ဒိုလာအဲ့ဒီကွန်ဒိုလာမှာကင်မရာများရေဒါစနစ်များဆက်သွယ်ရေးလိုင်းဖမ်းယူကိရိယာများတပ်ဆင်နိုင်ပြီးနေ့ရောညပါမြေပြင်အခြေအနေကိုစောင့်ကြည့်နိုင်ပါတယ်စပိုင်ဘလူးများဟာမြေပြင်ကပစ္စည်းများတပ်ဖွဲ့ရွေ့လျားမှုများကို GPS ဖြင့်မှတ်တမ်းတင်ခြင်းရေဒီယိုလိုင်းများ walkie talkie drone ဆက်သွယ်ရေးလိုင်းများကိုကြားဖြတ်ဖမ်းယူခြင်းနေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများနဲ့ဘက်ထရီများပါဝင်သောကြောင့်လအနှဲငယ်ထိလဲပတ်နိုင်ခြင်းအမြင့်ပေ1000ခွဲမှ2000အထိဝဲပြန့်နိုင်ခြင်းတို့ဆောင်ရွက်နိုင်ပါတယ်အမြင့်ပေ2000ကျော်သွားရင်လီယင်ပစ်ဆက်တဲ့နေများသုံးဖြတ်ဖို့ခက်ခဲပြီးလက်စစ်လိုင်းဖြတ်တောက်မှုနည်းပညာသုံးဖြတ်ခြင်းသာအကျိုးရှိနိုင်တယ်လို့သူတည်သူများကဆိုကြပါတယ်မြန်မာနိုင်ငံအတွင်းအသုံးပြုနေတာကတွေ့ရသောဒေသများအနေနဲ့စစ်ကိုင်းတိုင်းတန့်ဆယ်ဝက်လာပူတလင်အရာတော်ဝန်းတိုကနီရေဦးဒီဘေယန်မကွေးတိုင်းမြိုင်ဒေသကယားပြည်နယ်တနင်္သာရီတိုင်းထားဝဲခရိုင်လောင်းလုံးမြို့နယ်တွေမှာပဲဖြစ်ပါတယ်မြန်မာစစ်တပ်ကစစ်စင်ရေးအတွက်စပိုင်ဘလူးများကိုစမ်းသပ်သုံးနေတာဖြစ်နိုင်ပေမဲ့လက်ရှိအချိန်အထိတွင်ကျဲအသုံးပြုနေတဲ့အထောက်အထားမရှိသေးပါဘူး။တော်လန်ရေးအဖွဲ့များကမြေပြင်မှမြင်တွေ့အချက်များကိုမျှဝေခဲ့ကြပြီးနိုင်ငံတကာသုတေသီများကလည်းဤပညာဆိုင်ရာအလားအလာများကိုသုံးသပ်နေဆဲဖြစ်ပါတယ်။